Hi guys ဒီနေ့ကတော့ marshmallow လေးလုပ်မှာပါ marshmallow ကနိုးနဲလို့ပေါ့နော်ဒီအချောင်းလေးပြုတ်ဝင်လာရင်3ယောက်သားလုံးမှာပေါ့နော် marshmallow ကအချောင်းလေးပြုတ်ဝင်လာတယ်ဆိုတော့လောက်ကြမယ်ညက်မယ်တော့ညတော့ခက်တယ်သူ့မထပ်ဘူးလားညတော့ခက်တယ်နော်baby လေးပါသူ့နာမည် baby လေးပါတော့ရှင်လူလေးပြုတ်သွားတာလို့ပြောရဲအိမ်ကပေါ့နော်သူ့ထဲကြည့်ပြီးတော့လောက်ကြည့်ရပါတော့ရှင်လေးထဲဗီဒီယိုကအပိုင်းချုံမှာပါဒီအောင်လာဆက်လာတော့ဖက်ကြည့်တာဒီမှာဒါတော့ပေါ့လောက်တာပါရှင်ဟုတ်ပါရဲ့အကောကပြောချင်တယ်ဆက်လို့ကောင်းတယ်ပါကျွန်တော်က marshmallow ကြရပါကျွန်တော်ကအကောင်လုံး marshmallow စလိုင်းနေတယ်အကောင်လုံးကိုကျွန်တော် marshmallow ဟုတ်ကဲ့အဆုံးထိကြည့်ရရှိပါမယ်ကျေးဇူးပါအပိုင်းချုံမှာပြန်